2025 ခုနှစ်မတ်လ 18 ရက်တနင်္လာနေ့ဖျားရှင်အောင်မေသည်ဖျားသခင်သည်နိုးအေးမှစ၍အသက်ရှင်သမျှသောတရဝါနိုးအေးနှင့်အတူသင်္ဘောထဲ၌ရှိသောတရိษံအပေါင်းတို့ကိုအောင်မေ၍မြေကြီးပေါ်မှလေလာစေတော်မူသဖြင့်ရေငြိမ်လေ၏ကပ္ပဦးကျမ်းခန်းကြီး8ငယ်1သမုဒ္ဒရာနီးမှကျမမနေထိုင်ပဲလေတစင်းပေါ်မှထိုင်ပြီးမိုးကုတ်ဆက်ဝိုင်းပေါ်မှာရေကလွဲလို့ဘာမှမမြင်ရတာကဘလူခံစားရမလဲမပြောပြတတ်ပါကျမကစောင်းရသည်ဆိုဝေဟင်လိုင်းဆက်ကအဆုံးမရှိနှင်းတော်တဲ့ရံဖန်ရံခါပျောက်သွားတတ်သည့် American အနောက်အလယ်ပိုင်းမှာနေပါသည်အချိန်တစ်ချိန်ရောက်ဖို့စောင့်နေရတာအထီးကျန်ရတဲ့အချိန်ဖြစ်ပါသည်တမန်ကျမ်းစာကလာပေါင်းများစွာကြာအောင်ကဘာကြီးကိုရေလွှမ်းသွားခဲ့တယ်ဟုဆိုပါသည်ဘာမှတွေးလို့မမြင်သည့်မိုးကုတ်ဆက်ဝိုင်းကိုကြည့်ရင်လေတစင်းပေါ်မှာထိုင်နေရသည့်လများဖြစ်ပါမည်ထိခိုက်နာကျင်စရာမိုးသက်မုန်တိုင်းကြရာဘုရားသခင်အားစောင့်ဆိုင်းရသည့်ခံစားချက်လများပဲဘုရားသခင်သည်တနာခြင်းကမေ့လျော့တော်မူသလို89ခုမြောက်သောစာလံပိုင်ငယ်9တွင်စာလံဆရာကဲ့သို့နိုးအေးစောရကတက်နေမလားဟုတွေးမိသည်မကြာခဏဆိုသလိုဘဝရဲ့အချက်တေးများကတဖြည်းဖြည်းရွေ့လျားနေပုံရပါသည်တခါတရံဘာမှမရှိသည့်မိုးကုတ်ဆက်ဝိုင်းလိုပြောင်းလဲလာပုံတော်မှပြပဲတမန်ကျမ်းထဲရှိတစ္ဆာရှိသူများလိုကျမတို့ကဘုရားသခင်ကိုဒေါသထွက်လျက်အော်ဟစ်နေတော်သည်သို့သောတမန်ကျမ်းစာကဘုရားရှင်သည်နိုးအေးကိုအောက်မေ့သည်ဟုကပ္ပဦးကျမ်းအခန်းကြီး8ငယ်1မှာဆိုထားသလိုကျမ်းချက်တွေနှင့်ပြည့်နေသည်ဘုရားသခင်သည်ယုံကြည်သူများအားဘယ်တော့မှစွတ်မထားဒါမှမဟုတ်နေမထားဆိုသည်ကိုသူတို့ကြားဖို့လိုအပ်သည်ဘုရားသခင်ကနိုးအေးကိုတတိယလျက်သင်နှင့်ကျမကိုအောက်မေ့ပါသည်စင်ကြယ်ရန်ဘုရားသခင်ကိုစောင့်စားခြင်းကဘုရားသခင်ကကျွန်ုပ်ကိုမေ့သွားပြီလို့မဆိုလိုပါအာယုံပြုဆုတောင်းရန်ဘုရားသခင်ကိုစောင့်စားရမှာစိတ်ရှိဖို့ဆုတောင်းချက်အိုအဖကူညီမဆဖို့ကျွန်ုပ်တို့၏ဆုတောင်းကိုကြားမူပါကျွန်ုပ်တို့အားခွန်အားပေးသည့်တမန်ကျမ်းစာပါအကြောင်းများအတွက်ကျေးဇူးတင်ပါ၏နိုးအေး၏ရေလန်းခြင်းကထာဝရဖြစ်တာမဟုတ်ကြောင်းသတိရစေမူပါအာမင် Geo Bigo North Dakota USA